ပြီးခဲ့တဲ့အပိုင်းမှာတော့ဘတ်မန်ဟာသူ့ကိုစောင့်ကြည့်နေတဲ့လျှို့ဝှက် drone တစ်ခုကိုတွေ့ရှိခဲ့ပြီးဘတ်ဝူမန်ရဲ့အကူအညီကိုတွားရောက်တောင်းခံခဲ့တာကိုတွေ့ခဲ့ရပါတယ်ဒီနေ့မှာတော့ဘတ်မန်စုစည်းလိုက်တဲ့အဖွဲ့ဝင်အသစ်တွေကဘယ်သူတွေလဲဆိုတာအသေးစိတ်စက်ကြည့်လိုက်ရအောင်ဗျဘတ်မန်ကကိတ်ရဲ့အခန်းထဲမှာ drone လေးကိုပြရင်အကျိုးအကြောင်းရှင်းပြနေပါတယ်သူကဒီ drone နည်းပညာကအခုလက်ရှိစစ်တပ်မှာရှိတဲ့အစစ်မြင့်ဆုံးနည်းပညာတွေတောင်10နှစ်လောက်ရှိရောက်နေတယ်လို့ပြောလိုက်ပါတယ်ဘတ်မန်ကဒီ drone ရဲ့ကွန်ရက်ထဲကိုခိုးဝင်ကြည့်တဲ့အခါမှာဒါဟာတစ်ခုတည်းမဟုတ်ပဲ drone အုပ်စုလိုက်ကြီးဖြစ်နေတာကိုတွေ့လိုက်ရတာပါဘတ်မန်ကစိုးရင်တကြီးနဲ့သူတို့ကငါတယောက်တည်းကိုလည်းစောင့်ကြည့်နေတာမဟုတ်ဘူးဂေါ်တမ်ကသူ့ရဲကောင်းတွေအားလုံးကိုစောင့်ကြည့်နေတာလို့ပြောလိုက်ပါတယ်ဒါကြောင့်ဘတ်မန်ကဒီသူ့ရဲကောင်းတွေကိုစုစည်းပြီးလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်တာပါသူကကိတ်ကိုကြည့်ပြီးမင်းရဲ့စစ်တပ်နောက်ခံအတွေ့အကြုံတွေရဆိုရင်သူတို့ကိုအဖွဲ့အစည်းတစ်ခုလိုလေ့ကျင့်ပေးဖို့ငါထပ်တောင်ပို့ပြီးအရေးချင်းရှိတယ်လို့ချီးကျူးပြီးအကူအညီတောင်းခဲ့ပါတယ်ကိတ်ကဘာလို့ငါ့ကိုမှလာခေါ်တာလဲလို့မိတဲ့အခါဘတ်မန်ကဘာလို့လဲဆိုတော့မင်းကငါယုံကြည်လို့ပဲလို့တူတူလေးနဲ့လီလေးနဲ့ပြန်ဖြေခဲ့ပါတယ်သူတို့ရဲ့ပထမဆုံးကြည့်မှတ်ကတော့ The Spoiler Stephanie Brown ပါ Bay Street စိတ်ကမ်းမှာပန်ကွင်ရဲ့လူဆိုးတွေဟာတစုံတစ်ယောက်ကသူတို့ရဲ့အစီအစဉ်တွေကိုပေါက်ကြားအောင်လုပ်လိုက်တာကြောင့်ပြားပြားတလဲဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာ Spoiler ကအပေါ်ကနေခုန်ချလာပြီး Whoops ဆိုပြီးချစ်စရာကောင်းတဲ့နောက်ပြောင်မှုလေးနဲ့ရောက်လာပါတယ် Batman ကသူမကို The Spoiler က Glue Master ရဲ့သမီးပဲသူမကအရန်ကိုဇွဲကောင်းပြီးစိတ်တက်ခိုင်မှသူတယောက်လို့တင်စားခဲ့ပါတယ် Spoiler ကလူဆိုးတွေကိုသူမရဲ့ကျွမ်းကျင်တဲ့တိုက်ခိုက်မှုတွေနဲ့တယောက်တည်းနှင်းပြလိုက်ပါတယ်ဒုတိယတစ်ယောက်ကတော့ Orphan Cassandra Cain ပါ Gotham မြို့ရဲ့ The Cauldron လို့ခေါ်တဲ့နေရာမှာလူကုန်ကူးသူတွေကကလေးတွေကိုခိုးယူဖို့ကြိုးစားနေကြပါတယ်အဲ့ဒီချိန်မှာ Orphan ကအမှောင်ထဲကနေလှက်စီးလို့ခုန်ထွက်လာပြီးလူဆိုးတွေကိုတစ်စက္ကန့်အတွင်းအလဲထိုးလိုက်ပါတယ် Batman ကသူမအကြောင်းကိုသူမရဲ့အဖေကနေလူတက်လက်နက်တစ်ခုဖြစ်အောင်လေ့ကျင့်ပေးထားတာသူမရဲ့ပထမဆုံးသင်ယူခဲ့တဲ့ဘာသာစကားကတိုက်ခိုက်မှုပဲလို့ရှင်းပြပါတယ် Orphan ကကြောက်လန့်နေတဲ့ကလေးမလေးကိုပွေဖက်ပြီး Begin me safe လို့တူတူလေးပြောပြီးနှစ်သိမ့်ပြီးနေတာကိုမြင်ရတာတကယ်ကိုစိတ်မကောင်းစရာပါပဲအထူးခြားဆုံးကတော့ Clayface Basil ကားလို့ပါပဲသူကရုပ်ရှင်ရုံထဲမှာထိုင်ပြီးသူကိုယ်တိုင်တရုပ်ဆောင်ခဲ့တဲ့ Metamorphosis ဆိုတဲ့ရုပ်ရှင်ဟောင်းကိုပြန်ကြည့်ပြီးငိုနေတာပါလူတွေကသူ့ကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးနေကြပါမယ် Clayface ကတော့ငါဘသူ့ကိုမှမနာကျင်စေချင်ပါဘူးငါ့ကိုတညလောက်ပဲဒီနေရာမှာအေးအေးဆေးဆေးနေခွင့်ပေးပါလို့တောင်းပန်နေပါတယ် Batman ကသူ့စီကိုသွားပြီး Basil ငါမင်းကိုမင်းရဲ့ဘဝဟောင်းကိုပြန်ပေးနိုင်တယ်လို့ကမ်းလှမ်းလိုက်တဲ့အခါ Clayface ကအံ့ဩသွားပါတယ်ဒါပေမဲ့ Batwoman ကတော့ပြက်ပြက်သားသားနဲ့ဒါပေမဲ့အပေးအယူတစ်ခုရှိတယ်အဲ့ဒါကတော့ငါတို့ပြောသမျှအကုန်လုံးကိုမင်းလုပ်ရမယ်လို့တတိပေးလိုက်ပါတယ်အခုဆိုရင် Batman, Batwoman, Red Robin, Spoiler, Orphan နဲ့ Clayface တို့ဟာ Bat Signal ရှိမှစူးစီးမိသွားပါပြီ Batwoman ကသူတို့ကိုကြည့်ပြီး Boot Camp ကနေကြိုးဆိုပါတယ်မင်းတို့အသက်ရှင်ခြင်းငါပြောတာကိုနားထောင်ကြလို့စစ်တပ်စတိုင်မိန်ခွန်းချွေလိုက်ပါတယ်သူတို့တွေမြို့ထဲမှာအပြင်းအထန်လေ့ကျင့်ခန်းတွေလုပ်ကြပါတယ်လေ့ကျင့်ခန်းတွေကအရန်ခက်ခဲလွန်းတာကြောင့် Clayface ကတော့ငါဒါကိုဘလို့များလုပ်ရမှာလဲလို့အော်ပြောခဲ့ရပါတယ် Batman နဲ့ Batwoman တို့ဟာမြို့ထဲမှာကြိုးတန်းလန်းနဲ့သွားနေရင် Batwoman ကမင်းတစ်ခုခုကိုဖုံးကွယ်ထားသလိုပဲငါကမင်းရဲ့လက်အောက်ခံမဟုတ်ဘူးမင်းရဲ့ပါတနာပဲလို့ Batman ကိုပြောလိုက်ပါတယ်အမှောင်တွေက Batman နဲ့ပုံစံတူဝတ်ဆင်ထားတဲ့လူတစ်ယောက်ကကြည်ချသေးတာပေါ့သူတို့တွေငါ့ကိုဘလို့ရင်ဆိုင်မလဲဆိုတာလို့ပြောရင်ဇလန်ကအရှိန်အဟုန်နဲ့ပြီးဆုံးသွားပါတယ်Batman ရဲ့အဖွဲ့တစ်ကဒီ Batman အတုကိုဘလို့ပြန်တိုက်မလဲနောက်ထပ်အပိုင်းတွေကိုကြည့်ချင်ရင်တော့ like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်